ကျွန်တော်ရွေးချယ်တဲ့ကျမ်းစာကလည်းပဲဆာလံ25ဖြစ်ပါအဲ့တော့ဆာလံကျမ်းက150ရှိတယ်အဲ့တော့ကျွန်တော်တို့တစ်နှစ်ပြီးတစ်နှစ်ကိုဆာလံကျမ်းတစ်ခုပြီးတစ်ခုကျွန်တော်တို့လေ့လာခဲ့တယ်နော်ပြီးခဲ့တဲ့နှစ်တွေကဆာလံ22ဆာလံ23ဆာလံ24အခုဒီနှစ်တော့ဆာလံ25ပေါ့အဲ့တော့ဆာလံ25ဒီဆာလံတွေထဲမှာသူကထူးခြားတဲ့ဆာလံတစ်ခုဖြစ်တယ်အဲ့တော့အခုခေတ်စကားနဲ့ပြောရင်ဒီဆာလံမှာပါတဲ့အကြောင်းအရာတွေကအားပေးကြမ်းတယ်နော်ခက်ကြမ်းမဲ့သူကအားပေးတဲ့အင်တန်ကြမ်းတယ်နော်အင်တန်မှကောင်းတဲ့ဆာလံကျွန်တော်တို့အားပေးတဲ့အရာဖြစ်တယ်အဲ့တော့ဒီဆာလံကိုဖတ်ပြီးတဲ့အခါမှာဒီဆာလံကိုနားထောင်ပြီးတဲ့အခါမှာတကယ်လည်းအသက်တာမှာတိဆောက်เสียသင်ယံစာတွေအများကြီးပဲနော်အဲ့ဒီအဓိကအချက်ကတော့သူကဘုရားသခင်လမ်းပြမှုကိုတောင်းတာအဲ့တော့ဘုရားသခင်လမ်းပြမှုကိုတောင်းတာနောက်ပြီးတော့ဒီဆာလံက22ပိုက်ရှိတယ်နော်25ခုမြောက်သောဆာလံ22ပိုက်ရှိတယ်ဘယ်လိုရေးထားလဲဆိုရင်ဟိုးနော်ဟေဘယူအခရာပေါ့နော်ဒီဟေဘယူအခရာ22လုံးရှိတယ်ကျွန်တော်တို့လွယ်ပြောရင်တော့တို့ဗမာလို့ဆိုကကြီးခခွေးပေါ့အဲ့တော့ခေဆွေးနဲ့ကကြီးခခွေးပဲနှလုံးရှိလဲဟာ33လုံးဒီနော်ကြည့်လို့နော်မူကြိုကြောင်းပြန်သွားရအောင်မယ်နော်ဆိုတော့အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့မြန်မာအခရာမှာကကြီးခခွေး33လုံးရှိတယ်လို့ပဲနော်သူပြောတာဟုတ်လားမသိဘူးတို့လဲလိုက်ပြောတာနော်ဆိုတော့ဒီဟေဘယူရဲ့အခရာမှာသူ့ရဲ့ဘီးက22လုံးရှိတယ်အဲ့တော့တစ်လုံးစီမှာသူကနော်တပိုက်သူကရေးသွားတာဆိုတော့ဒီလိုကကြီးကနေအာထီပေါ့သူတို့ရဲ့စာလုံးအစကနေအဆုံးထိသူတို့ကဒီလိုမျိုးရေးသွားတဲ့အခါမှာတဲ့ကျွန်တော်တို့ဗာတွေ့ရလဲဆိုတော့ဒါလည်းကြရမလားဟယ်လိုကျွန်တော်တို့ဒီလို22လုံးတိအောင်ပေါ့လေအကြောင်းအရာ22ခုကိုသူကရေးသွားတာဖြစ်တယ်ဆိုတော့လွယ်ကူအောင်ပြောမယ်ဆိုရင်တော့တို့ငယ်တော့ဆိုကကြီးကစုံးပင်ရင်မာရွှင်ကြားဘူးလားခင်စွန်းနာနော်အဝေးခန်းသည်ဗာလေဒါနဲ့လီကငယ်ကနန်းကောင်လက်မထောင်အဲ့လိုမျိုးပေါ့ဆိုတော့ဒီကကြီးခဝေးဥစ္စာဟိုအဆုံးတဲ့အထိတွားတယ်လို့ပဲဒီသချင်းကနော်ဒီအဲ့တော့ဘာဖြစ်လဲဆိုမှတ်မိလွယ်အောင်နော်ရေးထားတဲ့အရာဖြစ်တယ်ဆိုတော့အင်တမတ်ဆာလန်25ဆိုတော့ဒါကသူ့ရဲ့ထူးခြားချက်တစ်ခုဖြစ်တယ်နောက်တစ်ခုကတော့ဒီကျမ်းစာကိုရေးတဲ့အခါမှာဒါဝိမင်းကြီးရေးတာအသက်ကြီးပြီသူအသက်ကြီးပြီပြဿနာအများကြီးရင်ဆိုင်ရတဲ့အခါဖြစ်တယ်အဲ့တော့ဒါဝိမင်းကြီးအသက်တာတော့ပြဿနာရှိတာတော့မထူးဆန်းဘူးသူကတော့အမြဲတမ်းပြဿနာရှိတဲ့လူပဲနော်အဲ့တော့တို့ပြန်စဉ်းစားကြည့်ရင်သူကရှင်းပြီးရင်ဒါပေမဲ့ရှင်းပြီးရင်လည်းပဲပြဿနာအမြဲတမ်းရှိတယ်ဒီလူကနော်အဲ့ဒီမှာပြဿနာအကြီးဆုံးကတော့ဘာလဲဆိုသားသမီးတွေရန်ရှာတာသူ့မှာသားရှိတယ်နော်သူ့ရဲ့သားကအဘရှာလုံးခေါ်တယ်နော်အင်တမလှပချုံမပြီးတော့ပြည်သားရဲ့ထောက်ခံမှုကိုရတယ်အဲ့ဒီသူကပုံကန်တာဟေးဘယ်သူမှပုံကန်တာမဟုတ်သားသမီးကပုံကန်တာအဲ့ခါကျတော့သူကအင်တမဝမ်းနေတယ်နော်အင်တမကြည်ကွဲတယ်အဲ့ဒီပြင်မှာအဲ့ဒီသူပုံကန်တဲ့လူတွေကလည်းအင်အားအများကြီးပဲရင်ဆိုင်ရတာမလွယ်ဘူးသူကအသက်ကြီးပြီဟိုဘက်ကမင်းပြိုမင်းလွင်သူ့ဘက်ကထောက်ခံတဲ့သူကလည်းအများကြီးဖြစ်တဲ့အခါမှာတကယ်ပဲသူတောကရောက်ရတဲ့အချိန်အဲ့ဒီအချိန်မှာနော်သူကပြန်စဉ်းစားတယ်ဘုရားသခင်ကိုတတ်လျက်နေတယ်တဲ့နော်အဲ့ဒီခါမှာပြန်စဉ်းစားပြီးတော့မှဒီဆာလံတခြင်းကိုသူရေးတာဖြစ်တယ်အန်အိုးစရာနော်လူတွေဆင်းရဲဒုက္ခပင်ပန်းတဲ့အချိန်မှာဘယ်သူမှတခြင်းရေးဖို့မလွယ်ဘူးသို့တော်သူကတော့ဘုရားသခင်ကိုပဲသူမျှော်ကြည့်ပြီးတော့မှဒီဓမ္မတေးပေါ့နော်ဆာလံတခြင်းကိုသူရေးစတယ်တဲ့သူအဲ့လိုရေးစတဲ့ခါမှာတကယ်ကိုခံစားရတယ်သူရဲ့ခံစားချက်ကအနဲ့ရှိုင်းဆုံးဖြစ်တယ်ဘုရားခင်ကအဲ့ဒါကိုအသုံးပြုတဲ့အရာဖြစ်တယ်ဒီနည်းအားဖြင့် तू ကဒီဆာလံကိုရေးတဲ့အခါမှာကျွန်တော်တို့ဗမာလူပြောရင်ငါတို့နော်ပွတ်များလေသလားပေါ့နော်ဒီလိုမျိုးစဉ်းစားတယ်ဘာဖြစ်လဲဆို तू ငယ်တော့အပြစ်တွေအများကြီးလုပ်တယ်အထူးသဖြင့် तू ရဲ့ထင်ရှားတဲ့အပြစ်တစ်ခုကတော့နော် तू များမိမကို तू သွားလူယူလိုက်တာနော်ဥရိယဆိုတဲ့စစ်ဗိုလ်ကြီးရဲ့မိမနော်သူ့ရဲ့မိမကနော်အင်တမချုံမိုးလှပတဲ့သူရှိတယ်တဲ့ခင်ဆွေးနိုင်နာမည်ဘာလဲဟမ်ဘာတရှိပါလေဒီ lesson school ပြန်သွားတော့မှာပဲနော်ဘာတရှိပါနော်အဲ့တော့ဘာတရှိပါကသူကယောက်ျားရှိတယ်သူကိုမြင်တဲ့အခါမှာနော်ဒီဒါဝိမင်းရဲ့အင်တမသဘောကျအဲ့သဘောကျတဲ့အခါမှာသူကတင်းမဲယူလိုက်တယ်အဲ့ဒီအပြစ်မျိုးသူပြုတ်ခဲ့တဲ့အတွက်ကြောင့်မလို့
အခုသူအသက်ကြီးတဲ့အခါမှာဘုရားခင်ငါ့ကိုရိုက်သလားသူအဲ့လိုစဉ်းစားတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီနေရာမှာသူကအပြစ်ကိုဝန်ခံပြီးတော့မှရေးတဲ့ဆာလံဖြစ်တယ်25ခုမြောက်သောဆာလံဘုဒ္ဓရဲ့ဒုက္ခလဲရှင်ပြန်ကြီးရဲ့ဒုက္ခပြည်သူပြည်သားရဲ့ဒုက္ခမဟုတ်ဘူးရှင်ပြန်ရဲ့ဒုက္ခနော်ဘုရားခင်ချီးမြှောက်တဲ့နေရာမှာအမြင့်ဆုံးမှာရှိတဲ့သူတယောက်ရဲ့ဒုက္ခဖြစ်တယ်အဲ့တော့ဒီဆာလံကိုကျွန်တော်တို့5ပိုင်းကျွန်တော်တို့ဆင်ခြင်ဖို့ဖြစ်တယ်နံပါတ်1အပိုင်းကတော့အခန်းငယ်1ကနေ3မှာအဲ့ဒီမှာဘယ်လိုရေးထားလဲဆိုရင်အိုးထာဝရဘုရားကိုတော်ကိုအကျွန်ုပ်တတ်သလျက်နေပါ၏တဲ့အကျွန်ုပ်ဤဘုရားသခင်ကိုတော်ကိုခိုလုံသည်ဖြစ်၍ရှက်ကြောက်ခြင်းတို့မရောက်ပါစေနှင့်အကျွန်ုပ်ဤရန်သူတို့သည်အကျွန်ုပ်ကိုအောင်၍အောင်ပွဲကိုမခံပါစေနှင့်အကယ်စင်စစ်ကိုတော်မျော်လင့်သောသူတို့သည်ရှက်ကြောက်ခြင်းတို့မရောက်ကြရပါအကြောင်းမရှိဘဲသစ္စာကိုဖျက်သောသူတို့သည်ရှက်ကြောက်ခြင်းတို့ရောက်ရကြပါလိမ့်မည်တဲ့တစ်ကနေ3ပထမအပိုက်အဲ့ဒီမှာဒီဆာလံကဘာကိုဖော်ပြလဲဆိုရင်ဘုရားခင်ကိုယုံကြည်ခြင်းတဲ့သူက confidence in God နော်ဘုရားခင်ပေါ်မှာယုံကြည်ခြင်းသူပင်မနဲ့သူဆင်းရဲတယ်နော်သူအခုဆင်းရဲဒုက္ခကိုကြုံရတယ်စိတ်ပူစရာအများကြီးရှိတယ်တိုးတော်ဒီအချိန်မှာပင်လေဘုရားခင်ကိုသူကယုံကြည်စေရှိတယ်ဘုရားခင်ကိုသူလက်မလွတ်ဘူးဆိုတာကိုကျွန်တော်တို့တွေ့ရနော်အဲ့တော့ဘုရားခင်တူဒီပဲသူအသက်တာမှာယုံကြည်စရာရှိတော့တယ်အခုအချိန်မှာသူ့သားကသူ့ကိုပုံကံပြီးဆိုတော့မယုံစရာအကြောင်းမရှိတော့နော်တခြားသူကိုလည်းပဲမယုံနိုင်တော့ဘူးနော်အဲ့တော့ကျွန်တော်တို့နပိုလီယံဆိုတဲ့လူတစ်ယောက်အကြောင်းကြားဘူးမှာဖြစ်တယ်နော်အဲ့တော့နပိုလီယံကအင်မတန်မှတော်တဲ့စစ်သူကြီးဒါပေမဲ့ तू ကအသက်ကြီးလာတဲ့အခါမှာနော် तू စစ်ရှုံးသွားတဲ့အခါသူများသူ့ကိုဖမ်းပြီးတော့ဟိုးနော်ဒီစိတ်ဟယ်လီနာကျွန်းမှာသွားထား तू ကမနေ့ကြာရင်အကျဉ်းသားဖြစ်နေပြီ तू ထပြီးလမ်းလျှောက်တဲ့အခါမှာနော်သူ့ဆရာဝန်ကသူ့နဲ့အတူတူပါနော်တကြုံကြနေတာနော်ဒါပေမဲ့ရှင်ပြန်ဆိုတော့လေသူများဒီလိုပဲထားတာပေါ့နော်နည်းနည်းတော့ကောင်းထားတော့အဲ့တော့သူတနေ့တော့ထလမ်းလျှောက်ရင်းနဲ့လမ်းပေါ်မှာမျက်နှာချင်းဆိုင်ကလာတဲ့မိမတယောက်နော်ဒီမျိုးသမီးကနော်ဈေးတယ်မှာတဲ့ခေါင်းရွက်ပြန်ထိုးပေါ့လာတဲ့ခါသူ့ရဲ့ဆရာဝန်ကပြောလဲဆိုဟေးလမ်းဖယ်ပေးဟိုမှာရှင်ပြန်လာနေတယ်လမ်းဖယ်ပေးဒါပေမဲ့အဲ့ဒီအမျိုးသမီးကလမ်းမဖယ်ပေးဘူးကွာလမ်းမဖယ်ပေးပဲတဲ့ပဲလာတဲ့အခါကျတော့နပိုလီယံအောက်ကိုဆင်းသွားပြီးတော့မှသူ့ဆရာဝန်ပြောတယ်အရင်တော့သူကငါ့ကိုလမ်းဖယ်ပေးရမှာဟုတ်တယ်အခုကတော့မဟုတ်တော့ဘူးငါကလမ်းဖယ်ပေးရမယ့်အခြေအနေရောက်နေပြီဆိုဈေးတယ်မကိုလည်းသူအရှုံးပေးရတယ်ဆိုတဲ့အကြောင်းသူကသမိုင်းထဲမှာဖတ်ရအဲ့တော့ဘာဖော်ပြလဲဆိုဒီတစ်ခါတော့သူ့ရဲ့အလှည့်ရောက်သွားပြီနော်အရင်တော့ကတော့သူလူချင်းတဲ့အားလုံးကိုသူရယူခဲ့တာဖြစ်တယ်ဒါပေမဲ့အခုချိန်သူပြန်ပေးရတဲ့အချိန်အဲ့ဒီအချိန်မှာသူကဝမ်းနေပြီးတော့မှဘုရားသခင်ကိုသူခေါ်တယ်ဘုရားသခင်ကိုသူယုံကြည်တဲ့အကြောင်းသူပထမဖော်ပြတာဖြစ်တယ်နော်အဲ့တော့ဒီနေရာမှာရှက်ကြောက်ခြင်းဆိုတဲ့အကြောင်းနော်အကယ်စစ်ကိုရောကိုမျောလင့်သောသူတို့သည်ရှက်ကြောက်ခြင်းတို့မရောက်ကြရပါတဲ့ရှက်ကြောက်ခြင်းတို့မရောက်ရကြအဲ့တော့ဒီနေရာမှာကျွန်တော်တက်တဲ့ခံတစ်ခုပြောပြချင်တာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့လူတယောက်ရှိတယ်ခရိယန်ဘာသာကိုကောင်းလေ့လာပြီးတော့သူကခရိယန်ဆရာတွေနဲ့လည်းသူကခေါ်ပြီးတော့ interview တွေပါလုပ်ပြီးရင်သူက line ပေါ်မှာတင်တယ်သူများတွေဖတ်တဲ့အခါမှာသူများတွေနားထောင်တဲ့အခါမှာသူမေးတဲ့မေးခွန်းတွေကိုအဲ့ဒီခရိယန်ဆရာတွေကမဖြေနိုင်အဲ့တော့ကိုယ်ကားဖြစ်ပြီးတော့မှသူကနည်းနည်းအချက်ခွဲတယ်လို့နှိမ့်တယ်လို့သူကလုပ်တယ်ဘယ်သူမှပတ်စံမပေးဘဲနဲ့ तू ကလည်းစာတာမာနသူ့ကိုဘယ်လိုတွေးဆောင်လဲမသိဘူးအဲ့ကင်မရာတစ်လုံးနဲ့ तू ကလိုက်ရိုက်ပြီးတော့မှ तू ကအဲ့လိုမျိုးလုပ်အဲ့တော့နာမည်ကြီးတဲ့ဆရာတချို့တော်တော်များများအဲ့ဒီထောင်ချောက်ထဲမှာမိတယ်ကျွန်တော်အဲ့တော့တတိမထားမိဘူးတနေ့ကျတော့ကျွန်တော်လည်း तू ကအာယုံကြလားမသိဘူးကျွန်တော် तू ကဖိတ်ခေါ်တယ်ငါတို့ရွာကိုလာလဲပါကွာခင်ဗျားတယောက်တည်းမဟုတ်ဘူးတဲ့ခင်ဗျားတို့ခရိယန်စာရေးဆရာတွေလာပါကျွန်တော်ခရိယန်စာရေးဆရာကြီး5-6ယောက်ကျွန်တော်တို့သွားကြတယ်ပျော်ရွှင်ပဲကျွန်တော်တို့ကသူများခေါ်လေတယ်အဲ့ဒီမှာလည်းထမင်းကျွေးမယ်တာယာတဲ့နေရာလေးလည်းဖြစ်တယ်ဆိုတော့ပျော်ပြီးတော့မှသွားတာဘာမှအုံနောက်ထဲမှာမရှိဘူးသူကဒီလိုလူမျိုးဆိုတာလဲကိုကမသိထားဘူးသူတလည်းနေတာပါတော့အဲ့တော့စာရေးဆရာကြီးရပါရသူခြံထဲမှာသွားတယ်သူကျွေးတဲ့ထမင်းစားတယ်အဲ့ဒီမှာရှိတဲ့နော်သူရဲ့ခြံထဲမှာရှုမြော်ကင်းနေရှောက်ကြည့်တယ်နော်ရေကန်နေပါရှိရသွားတော့ဆော့သေးတယ်
ပြီးတဲ့အခါနေ့ကင်းလဲကြောက်သူကစူလိုက်ဒီမှာကျွန်တော်တို့ပြောတယ်အခုခင်ဗျားတို့ကျွန်တော်ဖိတ်ခေါ်တာခင်ဗျားတို့လာတာဝမ်းသာတယ်နော်အခုစားပြီးပြီနော်အနားယူလဲယူလို့ရပြီးပြီအခုကျွန်တော်မသိချင်တာတခုရှိတယ်ဘာတုံးလို့မျိုးကကင်မရာကြီးထောင်လိုက်ပြီးသူကအခါကျတော့ကျွန်တော်တို့ကနည်းနည်းလန့်သွားတယ်သူကဘာပြောလဲကျွန်တော်ခရိယန်ဘာသာကိုစိတ်ဝင်စားလို့နော်တကယ်ပဲကျွန်တော်ကဲတင်ခြင်းကိုလိုချင်လို့ခင်ဗျားတို့ခေါ်တာဟာဟုတ်လားငါတို့ကလည်းခီးသွားရင်းနဲ့ပဲနော်အင်ဝင်ကလေးလောက်ရတော့နော်ဝိညာဉ်တလုံးရတော့မယ်ထင်တယ်ဆိုတော့နည်းနည်းတော့ဝန်တာသွားဒါပေမဲ့သူကကျွန်တော်တို့ဘာပြောလဲဆိုတော့ကျွန်တော်ကျမ်းစာဖတ်တာလေဒီမှာကြည့်ကျွန်တော်ကျမ်းစာကိုကျွန်တော်ဖတ်တာတော်တော်ကုန်ပြီဒါပေမဲ့ကျွန်တော်အခုတည်းကနားမလည်နိုင်တာရှိတယ်ဒါကြောင့်ခင်ဗျားတို့ကျွန်တော်မင်းလေအဲ့ထက်မှတိတ်ခါရရဆရာကြီးလည်းပါတယ်ဂိုင်းအုပ်တွေလည်းပါတယ်ဆိုတော့ကျွန်တော်တို့ကလည်းခက်ရဲပဲမင်းလေသူကဘာပြောလဲဆိုတော့ဒီကျမ်းစာအုပ်ဟာတကူရှိသလားရှိတာဘုံဒါဖျားသခင်ရဲ့နှုတ်ကပတ်တော်ဟုတ်လားဟုတ်တယ်ကျွန်တော်ဖတ်ပြီးအဲ့လိုမခံစားရဘူးတဲ့ဩဟုတ်လားဘယ်လိုခံစားရလဲဘယ်လိုမှမခံစားဘူးတာမန်စာအုပ်တအုပ်ပဲကျွန်တော်အောင်းမိတာတဲ့ခင်ဗျားတို့ပြောတော့ဒါတကူရှိရဆိုတာဟုတ်လားတဲ့ဟုတ်တယ်တကူရှိတယ်ဖျားနှုတ်ကပတ်တော်တကူရှိတာဗောလို့ပြောတာတကယ်လို့သူတကူရှိတာမှန်ရင်ကျွန်တော်အခုချက်ချင်းပြောင်းလဲပြီးတော့မှခင်ဗျားတို့ဖျားကိုယုံမဲတဲ့ဟာကောင်းတာဗောတကူရှိတယ်ကျွန်တော်ကအဲ့လိုသွားပြောမိတဲ့အခါမှာပြောပါဒါဆိုရင်တကူရှိကြောင်တက်တည်ထူရအောင်တဲ့ထူလေမသိမှမသိပဲထူတယ်အမှန်တော့ကျွန်တော်တို့ကြော့ခွင်းနဲ့သူကဖမ်းနေတာဒါထူလေဆိုတဲ့အခါကျတော့ကျွန်တော်ခင်ဗျားလက်ပေးပါကျွန်တော်လက်ပေးလိုက်တဲ့အခါမှာခုနသူ့ကျန်းစာအုပ်ကြီးတင်လိုက်ကျွန်တော်လက်ပေါ်တင်ပြီးတော့ဒီကျန်းစာကိုတကူရှိရမှန်လားတဲ့နည်းနည်းတော့ကြောက်သွားတယ်နော်ရှိတယ်နော်ပြောတာနည်းနည်းတော့အတန်တုံလာပြီကျန်တဲ့လူတွေမေးကြည့်တော့သူဘာလုပ်မလဲမှမသိပဲရှိလားရှိတယ်သိချလားတဲ့ဟာသိချတာပေါ့ဘုရားသခင်နှုတ်ကပတ်တော်သိချတာပေါ့အဲ့တော့ကျန်တဲ့လူတွေဝိုင်းပြီးကြည့်နေတယ်အဲ့ချိန်မှာသူကအခန်းထဲမှာတွားပြီးတော့တူတစ်ခုနဲ့တန်တစ်ချောင်းယူလာတော့တန်လည်းတော်တော်ရှိခင်ဗျားကင်ထားတဲ့ကျန်းစာအုပ်ဟာတကယ်ပဲဘုရားသခင်နှုတ်ကပတ်တော်တကယ်ပဲတကူရှိရဆိုရင်ကျွန်တော်ဒီတန်နဲ့ရိုက်နေတဲ့ကျန်းစာအုပ်ကမပေါက်နိုင်ဘူးတဲ့တကူရှိရင်တကယ်လို့တကူမရှိတော့ပေါက်ပြီးခင်ဗျားလက်ကိုထိမှာပဲတဲ့အဲ့ဒါခင်ဗျားစိတ်ခေါ်ရဲလာဒုက္ခပါပဲတဲ့အဲ့ခါကျမှကျွန်တော်ထောင်ချောက်ထဲရောက်ပြီးဆိုတာသိပြီသူများ TV ရိုက်ထားဟာပြဿနာပဲနော်မရှိတော့ဘူးတကူမရှိတော့ဘူးလို့ပြောရင်လည်းမဖြစ်တော့ရှိတယ်ဆိုလဲသူကရိုက်မဲ့ပုံဆိုတော့ကိုလက်ကြီးကလည်းဆုံးမဲ့ပုံဖြစ်နေတာပေါ့နော်အဲ့ခါကျတော့တော်တော်လေးကိုကျွန်တော်စိုးရင်လည်းကျွန်တော်နောက်ဖက်ကိုလှည့်ကြည့်တငယ်ချင်းတွေနော်ဘီရှော့တွေပါလေပါဟေးဘယ်လိုလုပ်ကြမလဲသူတို့ကလည်းအားပေးချာရိုက်ခံလိုက်စမ်းပါကွာဖျားဖြစ်ရဲ့နှုတ်ကပတ်ရိုက်ခံလိုက်စမ်းပါတကူရှိငါမင်းတို့ဆူတောင်းပေးမယ်ဩသူတို့ကတော့အရိုက်မခံဘူးလက်ကကျွန်တော်လက်လေနော်သူတို့ကဆူတောင်းပေးတာကိစ္စမျိုးဒီလက်ကြီးပေါက်သွားရင်ဒုက္ခကျွန်တော်မျက်နှာသိမကောင်းတော့ကျွန်တော်အဲ့ဒီအချိန်မှာဘု து ကိုတတိယဆိုဖျားခင်ဒီတစ်ခါတော့ကြော့ကွင်းထဲကောင်းကောင်းရောက်ပြီးကျွန်တော်ကိုနော်ကဲပါတောင်းတဲ့အခါမှာဘာဖြစ်လဲဆိုတော့ညံတစ်ခုရတယ်အဲ့ဒီညံတစ်ခုကကောင်းလားမကောင်းလားမသိဘူးဖျားသခင်ပေးလားမပေးလားမသိဘူးဒါပေမဲ့ညံတစ်ခုပေါ်လာအဲ့နဲ့ကျွန်တော်ပြောတယ်ခဏနေအောင်ဒါဘာဖြစ်လဲရိုက်တော့မယ်သူလည်းရိုက်ချင်နေပြီကျွန်တော်လည်းဘယ်ချိန်ကတည်းကအမြင်ကတ်နေလည်းမသိဘူးရိုက်ချင်နေအောင်လို့ဘာဖြစ်လဲခင်ဗျာကျန်းစာအုပ်ကအစ်စ်ဟုတ်ရလားလို့အစ်စ်ဆိုတော့ကျွန်တော်အရိုက်ခံမယ်လို့အစ်စ်မဟုတ်ရိုက်မခံဘူးဟာအစ်စ်ပေါ့ကွာဒီမှာကြည့်ပေါချတော့ရှိရဟိုးမြန်မာနိုင်ငံကျန်းစာအတင်းကတောင်းဝယ်တာအဲ့တော့ရောင်းတဲ့လူကဆရာမကြီးကြီးသူ့လက်မှတ်တောင်ပါတယ်တဲ့ဩပေါချကြီးပါပါတယ်အဲ့တော့ဒါရညင်းလို့များဒါပေမဲ့သူရောင်းတာဟုတ်ပေမဲ့ကျွန်တော်ကြည့်ဦးမယ်စစ်လားမစစ်လားဆိုတော့သူကကဲဒါဆိုဖွင့်ကြည့်တယ်လက်ကလည်းသူကတူနဲ့ဟိုစားတန်ကြီးကကင်ထားသူတို့ကင်မရာနဲ့ round ထားဒုက္ခပဲငါအဲ့မှာကျွန်တော်အဲ့စာအုပ်ကိုဖွင့်ကြည့်တဲ့အခါတကယ်ကျန်းစာအုပ်စစ်ပဲနော်တရွက်မှမစုပ်ဒါပေမဲ့အဲ့ဒီမှာ तू ကဘလောက်တောင်ဖတ်ထားလဲမသိဘူးသူ့စာတစ်ခါရေးထားချစ်ထားတာတွေအများကြီးပဲဘေးနားမှာမှတ်စုတွေအများကြီးပဲကျွန်တော်သူ့ကိုပြန်ပေးတယ်ကျွန်တော်ဒီကျန်းစာအုပ်နဲ့အရိုက်မခံနိုင်ဘူးလို့ဘာဖြစ်လို့လဲဗျဒီကျန်းစာအုပ်ကအတုဖြစ်သွားပြီတဲ့ဘလို့အတုဖြစ်သွားလဲတကယ်တော့ဖျားခင်နှုတ်ကပတ်တော်သီးသန့်ရှိရမယ်အခုခင်ဗျားလျှောက်ရေးထားတော့ခင်ဗျားရဲ့နှုတ်ကပတ်တော်ရောကိုအဲ့တော့အဲ့ဒါအစ်စ်မဟုတ်တော့အတူတူနဲ့သူနည်းနည်းအားပါဒါဆိုမင်းကျန်းစာအုပ်ထုတ်တယ်ငါကျန်းစာအုပ်မပါဘူးမပါဘူးပြောရတာပေါ့နော်
အဲ့တော့ခင်ဗျာကျန်းစာကိုအသစ်တအုပ်ရှိသွားယူအသစ်ချက်ချွတ်ဆိုရင်ကျွန်တော်အရိုက်ခံမယ်မရှိဘူးသူကဒီတအုပ်ပဲရှိတာကျွန်တော်သိတယ်အဲ့ဒါကြောင့်ကျွန်တော်ခက်တီနဲ့ဟောက်တော့ကတော်တော်ယူကျုံမြဖြစ်တယ်မှတ်ထားလို့ကျွန်တော်ကဖျားခင်နှုတ်ကပတ်တော်ကျွန်တော်တို့ကျန်းစာဥစ္စာအယောတော့မခေါကျွန်တော်တို့ဝယ်ပြီးတဲ့တိမ့်ထားတာနော်လေဘာမှသွားမရဘူးရောသွားမှဆိုးလို့သူကနားတော့ဟုတ်လားဟုတ်တယ်လို့အမှန်တော့သူ့ကိုကျွန်တော်နှစ်ပေါက်တစ်ပေါက်ရိုက်တာနော်ကျွန်တော်တို့ကျန်းစာကအသိကြီးလို့မယုံမကြည့်လို့အဲ့ဒါနောက်တစ်ပတ်ကျရင်ကျွန်တော်အဲ့ကျန်းစာကိုယူလာမယ်အဲ့ခါကျရင်ခင်ဗျာတစ်ချောင်းမဟုတ်သုံးချောင်းရိုက်သူကအရန်အားတလားဒါဆိုနောက်တစ်ပတ်လာခဲ့ကျွန်တော်နော်ကြက်သားဝက်သားချက်ထားမယ်စိတ်ချမသွားတော့ဘူးဒါမဲ့ကျွန်တော်အဲ့ဒီကြော့ကွင်းကလွတ်လာတာအခုတတိတတိရပြီးတော့ရင်တုံတယ်ဒီလူကအခုတတိပြဿနာလိုက်ရှာလိုင်းပေါ်မှာလူတွေအမျိုးမျိုးကိုအဲ့လိုလိုက်အဆက်ခွဲထောင်ချောင်းနဲ့လိုက်ထောင်နော်တကယ်ပြောရမကောင်းသေးကိုမသေးနိုင်ဘူးနော်ဒုက္ခတော်တော်ပေးနေအခုတတိဖျားခင်ကသူ့အခွင့်ပေးတယ်ယုံကြည်သူကမယုံကြည်သူကသူ့ရဲ့ကြော့ကွင်းမှာမိတယ်ဒီနေ့ကျွန်တော်တို့ရှက်ကြောက်ချင်းကိုရောက်ဖို့နည်းနည်းပဲလိုတယ်သို့တော်ဘသူကကဲတင်တာလဲဖျားခင်ကကဲတင်တာအာမင်ဒါဝိတ်ကအဲ့ဒါသူလည်းပဲသူ့ရဲ့သားကိုယ်တိုင်ကသူ့ကိုပုံကန်နေပြီသူအရှက်ရနေပြီဒါပေမဲ့သူဆုံးရှုံးဖို့နည်းနည်းပဲလိုတော့တယ်သို့တော်လည်းဘသူကသူ့ကိုကဲတင်တယ်ဘုရားခင်ကဲတင်တယ်ဒါကိုကျွန်တော်တို့ခံယူတိဆောက်ဖို့ဒီနေ့ဆန်လာ25ကသူရေးတဲ့အရာဖြစ်တယ်တဲ့နော်ကဲဒုတိယတစ်ခုကအခန်းငယ်4ကနေ9ကိုရေးထားတာဖြစ်တယ်အဲ့မှာတော့ဘုရားခင်ကိုခေါ်တယ်တဲ့ call to God အိုထာဝရဘုရားကိုတော်ဤလမ်းကိုကျွန်ုပ်တို့အားပြညွန်၍ခရီးတော်ကိုတွင်တင်တော်မူပါကိုတော်ဤတမန်တရားကိုပြ၍အကျွန်ုပ်ကိုတွင်တင်တော်မူပါအကြောင်းမူကားကိုတော်သည်အကျွန်ုပ်ကိုကယ်တင်တော်ဘုရားသခင်ဖြစ်တော်မူ၏တဲ့ကိုတော်ကိုအစဉ်မျှော်လင့်လျက်နေပါ၏အိုထာဝရဘုရားရှေးကာလမှစ၍ပြတော်မူသောဂိယုဏနှင့်မေတ္တာသဘောကိုအောက်မေ့တော်မူပါတဲ့နော်အကျွန်ုပ်သည်အသက်အရွယ်ငယ်စဉ်ပြစ်မှားမိသောအပြစ်တို့ကိုအောက်မေ့တော်မူပါနှင့်ကောင်းမြတ်တော်မူသည်ဖြစ်၍ဂိနာတော်ရှိသည့်အတိုင်းအကျွန်ုပ်ကိုအောက်မေ့တော်မူပါထာဝရဘုရားတဲ့နော်၄ကနေ9မှာအဲ့ဒါကိုရေးထားတာဖြစ်တယ်ဆိုတော့ဒီဒုတိယအကြောင်းကတော့ तू ကဘုရားကိုခေါ်ဖို့ပဲနော်ခုနကတော့သူဘာပြောလဲရှက်ကြောက်ခြင်းတို့မရောက်ရဘူးဆိုမှဘုရားခင်ကိုယုံကြည်ခြင်းကို तू တိဆောက်ပေးတာဒုတိယကတော့ဘုရားခင်ကိုခေါ်ဖို့ तू တိဆောက်ပေးတာဖြစ်တယ်အဲ့တော့ဘုရားခင်ကိုခေါ်ရတဲ့အကြောင်းသူ့မှာအကြောင်းရင်း၃ချက်ရှိတယ်နံပါတ်1ကကိုတော်ရဲ့လမ်းတဲ့နော်ကိုတော်ရဲ့တမန်တရားကိုပြတော်မူပါနော်ဖျားနဲ့အင်တမယဉ်နီးခဲ့တဲ့သူဖြစ်တယ်ဒါပေမဲ့တကယ်ပဲခက်ခဲတဲ့အချိန်ရောက်တဲ့အခါမှာသူကိုယ်တိုင်ဖျားကိုတော်ရဲ့လမ်းကိုလည်းမမြင်နိုင်တော့ဘူးကိုတော်ရဲ့တမန်တရားကိုလည်းမတွေ့နိုင်တော့ဘူးကျွန်တော်တို့နော်အေးဆေးတဲ့အချိန်တွေမှာတော့ကျွန်တော်တို့ဖျားခင်ရဲ့လမ်းဖျားခင်တမန်တရားကိုသိတယ်ဒါပေမဲ့ပြဿနာအများကြီးစုပေါင်းလာတဲ့အခါကိုလည်းခေါင်းမူးပဲနော်ကိုလည်းပြဿနာမျိုးမျိုးနဲ့ရင်ဆိုင်ရတဲ့အခါမှာမဖြေရှင်းနိုင်တဲ့အခါကိုတော်ရဲ့လမ်းဘယ်မှာလဲကိုတော်ရဲ့တမန်တရားဘယ်မှာလဲမင်းရတဲ့ဘဝရောက်သွားဒါဝိမင်းကြီးနော်အင်တမထူးချွန်တဲ့ပုံကိုဆန်းလန်းသိချင်းရေးတာကဘာပေါ်မှာရှိသမျှသင်ချိုင်းထဲမှာနော်အခုထက်ထိတိုင်အောင်နော်ယူသည်လေးစားပြီးတော့မှနော်ချီကျူးခြင်းခံရတဲ့သင်ချိုင်းကဒါဝိမင်းသင်ချိုင်းပဲဣသရေလပြည်ရဲ့တီးတန့်ထားတဲ့ဂူဗိမာန်ကျွန်တော်တို့ရောက်တဲ့အခါမှာဒီဒါဝိမင်းကြီးကိုတွေ့ရဲ့ဂူကိုတွားချင်တယ်ဆိုရင်ပတ်စံပေးရပတ်စံအများကြီးပေးရတယ်သူတို့ပတ်စံ30နေတဲ့ပတ်စံမဟုတ်နော်သူတို့ပတ်စံ30ဆိုလဲကျွန်တော်တို့$15ဆိုနေတဲ့ပတ်စံမဟုတ်အဲ့ဒါကိုဝင်ဖို့အတွက်လက်မပေးဘူးစက်ကူအုပ်ထုပ်တစ်လုံးပဲပေးတယ်ဘာဖြစ်လဲဆိုတော့ရှင်ဘီနာသွားရင်ခေါင်းစပင်မဖုံးမနဲ့မရဘူးဆိုတော့စက်ကူ A4 နဲ့လှုပ်ထားတဲ့စက်ကူအဲ့ဒါကြီးဆောင်းတော့ဝင်သွားတဲ့အခါကျွန်တော်တို့တွေ့ရတဲ့အရာပါလို့ဆိုသူ့ရဲ့ဂူအထိတ်နဲ့အနောက်မှာနော်ဆန်လန်သချင်းဆိုနေတဲ့သူနေရောက်တွေ့ရတနာယူတွဲချင်းနော်သူကဆန်လန်သချင်းနဲ့ဆိုပေးတယ်မိထုံနာပေးတယ်အဲ့ဒါ24နာရီအမြဲတမ်းခီးသွားတယ်အများကြီးဖျားဖူးတယ်အများကြီးအဲ့နေရာကိုသွားတဲ့အခါမှာအော်ဒါဝိမင်းကြီးရဲ့ဂူဗိမာန်မလားဆိုကြော်သွားဟိုဘက်လဲရအောင်အဲ့အုတ်ထုပ်ချိုးလိုက်ပြန်ပေးပြီးတော့ပြန်ထွက်သွားပတ်စံ30ကိုပြီးသွားပြီနော်ခဏလေးပဲတွေ့ရတယ်အဲ့ဟာလူတွေအများကြီးတန်းစီပြီးတော့မှသူ့ကိုသွားပြီးတော့မှအယူသေးပေးတယ်သွားကြည့်ကြ
နော်ဆုံးသွားတာကြာပြီးသေသွားတာကြာပြီးဒါဝိမင်းတို့ဒီနေ့အထိသူ့ရဲ့ဂူပိတ်မှမှာခါရဲဒီဆန္ဒတရှင်နေဆိုပေးနေတုံးရှိတယ်ဆိုတာဘလောက်အံ့ဩစရာပေါ့သူတို့လည်းပဲသူလည်းပဲတစ်ချိန်မှာတော့အင်တာမပြဿနာများပြီးတော့မှဖျားခင်ရဲ့လမ်းတော်ဖျားခင်ရဲ့တမန်တရားကိုသူမတွေ့နိုင်တဲ့အခါမှာတောင်းလျှောက်ရတဲ့အရာဖြစ်တယ်နံပါတ်2ကိုလိုရဲ့ဂိယုဏနဲ့မေတ္တာကိုအောက်မေ့တော်မူပါနော်ပြန်ပြီးတော့မှအောက်မေ့တာဖျားခင်ရဲ့ဂိယုဏတော်ဖျားခင်ရဲ့မေတ္တာနားလည်ရမယ်ဆိုဖျားခင်ရဲ့ချစ်ချင်းနဲ့ဖျားခင်ရဲ့တနာခြင်းကိုပြန်ပြီးပြောတာအရင်တုန်းကသူ့ပေါ်မှာထားတဲ့တနာခြင်းသူ့ပေါ်မှာထားတဲ့ချစ်ချင်းမေတ္တာကိုပြန်ပြီးတော့ပေးပါပြန်လို့ခြင်းတယ်နံပါတ်3ကတော့ငယ်စဉ်တုန်းကလုပ်ခဲ့တဲ့အပြစ်များကိုနော်အောက်မေ့တော်မမူပါနဲ့တဲ့နော်ငယ်တုန်းကတော့မှားခဲ့တာပေါ့အဲ့ဒီမှားခဲ့တဲ့အပြစ်တွေကိုအောက်မေ့တော်မမူပါနဲ့ဆိုမှတောင်းတာအဲ့ဒါဖျားခင်ကိုခေါ်တဲ့အကြောင်းပဲအဲ့တော့ဒီနေ့သူခေါ်တဲ့အခါမှာကျွန်တော်တို့တွေ့ရတဲ့အရာထူးခြားတာတော့ဖျားခင်ကျွန်တော်အပြစ်ကိုမှတ်မထားပါနဲ့နော်ဘလောက်ကောင်းလဲကျွန်တော်တို့အားလုံးအပြစ်လုပ်တယ်ဆွေးစင်တဲ့အပြစ်လုပ်ဖူးတဲ့မဟုတ်လားငယ်တုန်းကတော်တော်လုံးမဲ့ပုံပဲနော်လောက်ထားတယ်ဒါပေမဲ့အဲ့ဒီအပြစ်ကိုဖျားခင်မမှတ်ထားနဲ့တော့ဖျားခင်ကျွန်တော်တို့ကိုနော်အပြစ်မပေးနဲ့တော့ဆိုမှ तू တောင်းပန်တာကျွန်တော်ဟိုဖားအံကိုတွားတဲ့အခါမှာဖားအသင်းတော်ကင်နေချင်းအသင်းတော်မှာသင်းဦးဆရာတယောက်ရှိအသက်ကြီးပြီး90ကျော်ပြီးသူ့နာမည်ဆရာတော်ဘီရှဲတဲ့အင်တမနော်အော်ဆရာကောင်းတဲ့အသက်တာပဲ तू နော် तू အမှုတော်ဆောင်တာတောက်လျှောက်ပဲအဲ့ဒီအသင်းတော်မှာဖျားခင်သူ့ကိုအဲ့မှာထားအဲ့ဒီဖျားเจ้าကဆင်းသွားမော်တော်ကားတိုက်တာသူ့ကောင်းကကြည်သွားဒါပေမဲ့မသိဘူးကွာနော်မသိနောက်တစ်ခါသူ ARD တိုင်းပဲမှနေတယ်နာကစ်ဖြစ်တယ်အဲ့ဒါလည်းမသိဘူးနော်နောက်အဖျားယောဂဖြစ်တယ်သိမလားအောင်မေးတယ်မသိဘူးကိုဗစ်လည်းပဲမသိဘူးအခုထက်ထိအသက်ရှင်နေတယ်တော်တော်အသက်ပြင်းနေဆရာကြီးပြောမယ်ဆို90ကျော်နေပြီတို့တော့အခုထက်ထိတော့တန်တန်မှန်မှန်နဲ့အမှုတော်ဆောင်တယ်ကျွန်တော်သွားတဲ့အခါမှာညအချိန်ရောက်သွားဆရာကိုနှုတ်ဆက်ဖို့သွားတဲ့အခါမှာည8နာရီ9နာရီရှိပြီသူကဘာလို့ဆိုစံတရားတီးနေဟာကျွန်တော်နားထောင်ဓမ္မသချင်းတီးရကျွန်တော်ပြောရတီးနိုင်သေးတယ်နော်94နှစ်95နှစ်မှာတီးနိုင်တယ်တဲ့သူကအရင်တော့ဆိုညလုံးပေါက်တောင်တီးတာတဲ့ဖះကိုချီးမွမ်းတဲ့အခါဘယ်လောက်တောင်အားကြီးလဲဖះခင်သူ့အသက်ရှည်ဝင်ဖြစ်တယ်သူကငယ်စဉ်တုန်းကပြုတ်ခဲ့တဲ့အပြစ်တစ်ခုရှိတယ်အဲ့အတွက်စိတ်မကောင်းဘူးနှောင်တရတယ်အဲ့ဒါအတွက်ကြောင့်လဲသူ့မိမတစ်သက်လုံးသူ့ကနော်စိတ်ဆိုးမပြေဘူးတဲ့ဘာအပြစ်များလုပ်လဲဆိုကျွန်တော်တဲ့ချစ်တဲ့အမျိုးသမီးနဲ့လက်ထပ်ခံနီးမှာအိမ်ရှိမှာတစ်ပင်အဲ့ဒီတစ်ပင်ကိုသွားခုတ်ရဘာဖြစ်လဲဆိုတော့အဲ့ဒီနေရာမှာသူများမင်္ဂလာခမ်းနားကျင်းပနောက်ပြီးတော့တောရွာဖြစ်တဲ့အတွက်ရောက်ချက်ဖို့ပြုတ်ဖို့ဟင်းလို့တယ်အဲ့တော့အဲ့ဒီအပင်ကိုဘယ်သူမှအကူကြီးမခေါ်ဘဲနဲ့သူကလည်းအားရှိတဲ့အကြောင်းသူ့မိမကိုပြချင်တာတခါနဲ့အဲ့တစ်ပင်ကိုတစ်နေ့လုံးခုတ်ပြီးတော့ထင်းနေပါလေပေါက်ပြီးတော့မှတခါနဲ့အဲ့မှာချက်ပြုတ်ကြမင်္ဂလာဆောင်တဲ့နေ့လဲရောက်ရောမောနေပြီနော်အဲ့လဲအိတ်ငိုက်နေပြီဒါပေမဲ့သူစိတ်တင်းထားတယ်ငါမင်္ဂလာဆောင်နေတယ်စိတ်တင်းထားကရင်မင်္ဂလာဆောင်4နာရီကြာတယ်နော်4နာရီကြာတဲ့ခါကျတော့ဆရာသမားကြီးအဆုံးမတော့သူကထိုင်နေအိတ်ငိုက်သွားမင်္ဂလာဆောင်ကိုမင်္ဂလာဆောင်တာကိုမေ့သွားပြီးတော့အိတ်ငိုက်တာအရန်တို့သားသူ့အကိုတဲ့သူကအိတ်ငိုက်တဲ့ခါသူကသူ့နှိုးတယ်ထကွာသူကမတတ်နိုင်ဘူးအရန်ကိုနှင်းချိုက်အိတ်ခုံကအိတ်ပြောနေတဲ့ခါကျသူ့မျိုးသမီးကလှမ်းကြည့်နေငါ့ကိုနော်ပေါင်းသင်းဖို့ငါ့ကိုချစ်တယ်ဆိုတဲ့သူကငါနဲ့မင်္ဂလာဆောင်တဲ့ပွဲမှာအိတ်နေရသလားဆိုဟိုမှာဒေါသတွေအလိတ်လိုက်ထွက်နေတကယ်ပဲမင်္ဂလာဆောင်လက်မထိုးတော့မယ်လို့လုပ်တဲ့ခါသူ့သူများအတင်းနှိုးကထဆိုတော့ဘာလုပ်မလဲဆိုတော့လက်မထိုးရမယ်ဆိုတော့သူကဘယ်ရောက်နေမှမသိဘူးအိတ်ချင်မူတူးလဲဆိုတော့ငါဘယ်ရောက်နေတာလဲအဲ့ဒီဟာကိုလည်းကြားရောသူ့မိမအရန်စိတ်ဆိုးသွားသူကရောက်မနဲ့သွားလက်မထိုးပြန်တော့လဲသူ့နေရာမဟုတ်ဘူးသက်တဲ့နေရာဖြစ်ပြန်ရောတခါတည်းအလွဲချော်ရောဖြစ်ပြီးတော့မှအမျိုးသမီးကတော့အရန်စိတ်ဆိုးနေပြီအဲ့ဒီခါသူလက်ထပ်ထားတဲ့မိမရဲ့မျက်နှာကိုသူကြည့်ရသူပျောက်เสียသိကောင်းတယ်လေညရောက်တဲ့အခါကျတော့အားလုံးပဲกินနေထုံးတာရှစ်တိုင်းအိမ်အပ်တာပေါ့နော်အခန်းအပ်တာပေါ့အဲ့မှာတွားပြီးဖျားရှိခိုးပြီးတဲ့ခါကျဒီအိမ်မှာမင်းတို့နှစ်ယောက်ရဲ့အိမ်ဖြစ်ပြီးဒါကြောင့်မင်းနေခဲ့ဆိုမနေခဲ့ရဲဘူးတဲ့ဘာဖြစ်လဲဆိုဟိုကကြည့်နေတဲ့မျက်လုံးကဒီညနေနဲ့ငါတွေ့မယ်ဆိုတဲ့သဘောပေါ့နော်အဲ့တော့သူ့မင်္ဂလာဦးညတော်တော်ပူလောင်ဖြစ်အဲ့တော့ကြည့်တော့သူ
သူများတယောက်မှမပြန်သေးဘူးသူကဆင်းပြေးပြီးတော့ဟိုသူမိဘအိမ်ကိုပြန်အိတ်တယ်အဲ့ဒါကိုသူမိမစိတ်ဆိုးတာကြီးကျယ်ပဲနော်နှစ်ပေါင်း90ကျော်ပေါင်းလည်းမကျေနပ်နိုင်ဘူးနော်ဘာဖြစ်လို့ဒီအပြစ်ကတော်တော်ကိုပြင်းထန်တဲ့အပြစ်နော်အဲ့ဒီအပြစ်ကြောင့်နော်တခါတည်းသူဟာမျက်နှာငဲ့ရတယ်အဲ့တော့အဲ့ဒီအပြစ်ကိုမျိုးကိုလည်းပဲနော်ဖျားသခင်မမှတ်နဲ့ဆိုမှကျွန်တော်တို့တောင်းပါတာနော်တောင်းပါရတဲ့အရာဖြစ်တယ်ကျွန်တော်သမီးနေချင်းနွေးဆိုတာဒီကိုခဏခဏလာသိပါတယ်နော်သူကတူတီတော့သမီးပဲကျွန်တော်တို့ကဟိုလာရှိုးပဲမှာတွားပြီးတော့မှဖျားသွားရှိခိုးတယ်နော်အဲ့မှာကျန်းစာသင်တန်းလေးပဲလှုပ်ကြတယ်ပေါ့အင်တန်တက်ကြွတဲ့နော်လူငယ်ကောင်းဆောင်တယောက်တွေ့ရတယ်အင်ဂျင်နီယာအကြောင်းသားရုပ်လည်းအရန်ချောတယ်ချစ်စရာလည်းသိကောင်းတယ်သူကကျွန်တော်ကိုလေသူကောင်းကောင်းမွန်မွန်ဆက်ဆံတယ်ကျွန်တော်သမီးကိုပိုးကောင်းကောင်းမွန်မွန်ဆက်ဆံတယ်အဲ့နဲ့ကျွန်တော်ပြောတယ်အေးသူ့ကိုလည်းမေးကြည့်တဲ့အခါမဆိုးဘူးဒီကောင်လေးကတော်ပါတယ်နော်အဲ့ဒါနဲ့ကျွန်တော်လည်းဘာမှမပြောကျွန်တော်တို့ပြန်ခံပြီးတော့သူကအလူငွေပေးတယ်လူတွေရှေ့မှာပဲကျွန်တော်အဖိုးကျွန်တော်တို့လူငယ်တွေကိုလာပြီးသင်တန်းပေးလို့သိကျေးဇူးတင်တယ်အလူငွေလာပေးသူအဲ့ရကြီးကြီးပဲအဲ့နဲ့ကျွန်တော်လည်းယူတာပေါ့ဓာတ်ပုံတွေပါရက်တယ်လူလည်းရိုက်နှုတ်ဆက်တယ်ပြီးတဲ့အခါကျွန်တော်သမီးကိုလည်းတအိတ်ပေးတယ်ကျွန်တော်ပြောသူကအဖော်လိုက်လာတာလေဘာဖြစ်လို့နေရပေးတာလဲဆိုတာဘာမှဖြစ်ဘူးတဲ့ကျွန်တော်တို့လာတဲ့ဧည့်သည်ကိုကျွန်တော်တို့ကလည်းနော်ကျေးဇူးတင်လို့ဝမ်းတာလို့ပေးတာပါတဲ့ဆိုမှသူအိတ်ကပူကြီးနေနော်ကျွန်တော်သမီးကလည်းယူတယ်ကွာဓာတ်ပုံတွေရိုက်ယူပြီးပြန်လဲလာရောအိမ်လဲရောက်ရဒီကောင်ပေးလိုက်တဲ့အလူငွေကဘလောက်များလဲပေါ့နော်သွားတာလဲအဝေးကြီးပဲဖွင့်လာပတ်စံတကြမှမပေါ့ကျွန်တော်သမီးကသူလဲဖွင့်တယ်သူကြတော့ပတ်စံပါတယ်ငါအဲ့ရပတ်စံမပါဘဲနဲ့စရွဲ့ပဲပါတယ်အဲ့ဒါနဲ့ကျွန်တော်မိမကိုပေးထားတော့ကျွန်တော်မိမဖွင့်ကြည့်လဲကြည့်ရောကျွန်တော်သမီးကိုပေးတဲ့စာဖြစ်နေရီးစားစာဖြစ်နေနော်အဲ့ဒီရီးစားစာကကျွန်တော်ကိုပေးပြီးတော့အလှငွေကြတော့သူ့ကိုသွားပေးတယ်နော်အဲ့ဒီလူငယ်ခေါင်းဆောင်ကသူများပြောလို့ခိုးချင်တာလဲပြဘာလဲလက်နေလိုက်တာလဲခြာလို့ဆိုလားအေးအဲ့လိုမျိုးဖြစ်တာပေါ့တခါလေကျွန်တော်ကရီးစားစာပေးခံပြီးကျွန်တော်သမီးကတော့အလှငွေရသွားကျွန်တော်သမီးကိုပြောတယ်အဲ့ဒါလောက်တလွဲတချော်လှုပ်တဲ့လူမျိုးနေမစင်စားနဲ့ဒါနဲ့ပဲသူတို့လည်းမရဘူးဖြစ်သွားတာပေါ့လေသူအသေးတွေပါတွေကွဲပြီးတော့အခုထက်ထိတော့လူပြိုကြီးပဲနော်ကြည့်ရတာနောက်သူပေးတဲ့လူတွေလည်းအဲ့လိုပဲမှားပေးနေလားမသိဘူးနော်ပေးရမှာတမီးအဖေကိုရီးစားစာပြီးတော့တမီးကလူငွေပေးတယ်ဘယ်လောက်ထူးဆန်းလဲအဲ့တော့မှားတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အသက်တာမှာနော်ကျွန်တော်တို့လှုပ်ထားခဲ့တဲ့အပြစ်တွေကိုဒါကိုနော်မမှတ်မိဘူးနံပါတ်3နော်အခန်းငယ်8ကနေ10မှာတော့ဖျားသခင်ရဲ့သဘောတဘာဝကိုဖော်ပြတာဖြစ်တယ်တဲ့ဖျားထောင်ရဖျားသည်ကောင်းသောသဘောဖြောင့်မတ်သောသဘောပြည့်စုံတော်မူသည်ဖြစ်၍တဲ့အပြစ်ရှိသောသူတို့ကိုလမ်းပြတော်မူနှိမ့်ချလျက်ရှိသောသူတို့ကိုတရားလမ်း၌သွေးဆောင်တော်မူ၏နှိမ့်ချလျက်ရှိသောသူတို့အားခီးတော်ကိုသို့သင်တော်မူ၏ထာဝရဘုရား၏လမ်းခီးရှိသည်များတို့သည်ပဋိညာဉ်တရားတော်နှင့်သက်သေခံတော်မူချက်တို့ကိုစောင့်ရှောက်တော်သူတို့အားဂိယူနာနှင့်သစ္စာဖြစ်ကြသည်တဲ့နော်အဲ့တော့အခန်းငယ်8က10ကကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားသခင်ဒါဝိမင်းကြီးအားကိုးတဲ့ဘုရားသခင်ရဲ့သဘောတဘာဝကိုဖော်ပြတာအဲ့တော့ဒီနေရာမှာဘုရားသခင်ကကောင်းမြတ်တော်မူတယ်ခုနကတော့ကျွန်တော်တို့သိချင်းဆိုတယ်နော်ဆွေနိုင်တို့လည်းအာရပါရခုနဆိုတယ်ဘုရားသခင်ကောင်းမြတ်တယ်ဟုတ်လားကောင်းမြတ်တယ်ဘု து ပေါ်မှာကောင်းမြတ်တာလဲကျမအပေါ်မှာကောင်းမြတ်တယ်ပြီးတော့ဘု து ပေါ်မှာကောင်းမြတ်သေးလဲမိသားစုပေါ်မှာကောင်းမြတ်တယ်ပြီးတော့လုပ်ငန်းတွေပေါ်မှာကောင်းမြတ်တယ်ပြီးတော့အသင်းတော်ပေါ်မှာကောင်းမြတ်တယ်ပြီးတော့တိုင်းနိုင်ငံပေါ်မှာကောင်းမြတ်တယ်နော်ကိုဆိုပြီးတော့မေ့သွားပြီလားနော်ဆိုတော့အဲ့တော့ဘုရားသခင်ကောင်းမြတ်တယ်အဲ့ဒီမှာဘုရားသခင်ကဖြောင့်မတ်တဲ့သဘောရှိတယ်နော်အပြည့်ရှိသောသူနှိမ့်ချသောသူတွေကောင်းမြတ်တာဘု து ပေါ်မှာကောင်းမြတ်တာလဲဆိုတော့ဒီမှာတော့ဘယ်လိုဖော်ပြဆိုအပြည့်ရှိသောသူတွေကောင်းမြတ်သောဘုရားဖြစ်တယ်ဆွေစဉ်၌အပြည့်လုပ်တယ်ဒါပေမဲ့ဘုရားသခင်ကသူ့ပေါ်မှာကောင်းမြတ်ဒါကြောင့်သူဒီနေ့ထိအသက်ရှင်ရနော်ဒီနေ့ထိသူသွားလာနိုင်တယ်ဒီချင်းဆိုနိုင်တယ်သူအပြည့်ရှိတော့လဲဘုရားသခင်ကသူ့ပေါ်မှာကောင်းမြတ်ဒုတိယကဘာဖော်ပြလဲဆိုရင်နော်နှိမ့်ချတဲ့အတွက်လဲဘုရားသခင်ကကောင်းမြတ်တယ်ကျွန်တော်တို့ကမနှိမ့်ချဘူးဆိုတော့ဘုရားသခင်ရှေ့မှာကောင်းမြတ်တဲ့လူတွေမဟုတ်အဲ့တော့ဘုရားခင်ကောင်းမြတ်တာကိုသိပြီးတော့မှနော်သူ့ကိုကိုးဝယ်ဖို့ရဖြစ်တယ်
နော်ဘုရားခင်ကောင်းမြတ်ကြောင်းကိုကျွန်တော်ခံယူပြီးတော့မှသူ့ကိုကိုးကွယ်ဖို့ဖြစ်တယ်ကျွန်တော်ထိုင်းနိုင်ငံသွားတဲ့အခါမှာဇုံတွဲတွဲသူတို့နှစ်ယောက်ကနော်တော်တော်လေးကိုအဆင်မပြေလို့ကွဲနေတာကြာပြီပေါ့နော်ကွဲနေပြီးတော့မှ3နှစ်လောက်ကွဲပြီးမှအခုပြန်ပြီးတော့ပေါင်းကြပြန်တွေ့တယ်အဲ့တော့ကျွန်တော်ကသူ့မိန်းမကိုမေးတယ်နေရာလဲအိမ်ကနေထွက်သွားတာ3နှစ်ကြာတယ်3နှစ်ကြာပြီးမှဘာဖြစ်လို့ဒီယောက်ျားကိုပဲပြန်ပေါင်းနေကျမဝေးနေမှကျမယောက်ျားတော်တော်ကောင်းတယ်ဆိုတာသိတာတဲ့ဩနီးတော့မသိဘူးလားဆိုနီးတော့သတိမထားမိဘူးတဲ့ဘာလဲဘလို့ဖြစ်တော့ပြန်လာတာလဲဆိုကျမသူ့လက်မောင်းကိုသတိရတယ်တဲ့ဘလို့လက်မောင်းသတိရတာလဲဆိုအဲ့ဒီအမျိုးသမီးကသူအိမ်ထောင်ကြတဲ့အဲ့ဒီသူ့ရဲ့ယောက်ျားရဲ့လက်မောင်းပေါ်မှာအိတ်တာသူသိဝါဒနာပါနော်သူကလည်းတမျိုးကောင်းမပုံးချင်ဘူးအဲ့ဒီလက်မောင်းကြီးပဲဒါပေမဲ့ကျွန်တော်ကြည့်တော့သူ့ယောက်ျားလက်မောင်းကလည်းကျူရိုးလောက်ပဲရှိရနော်အဲ့ဒါကိုသူကအဲ့ဒီလက်မောင်းကြီးကိုပဲသဘောကျတာအဲ့တော့လက်မောင်းကအဲ့တော့တညလုံးဒီခေါင်းကြီးတစ်လုံးလုံးကြီးอ่ะအဲ့တော့ဘယ်ခံနိုင်မလဲဒါပေမဲ့အဲ့ဒီအမျိုးသားတဲ့လုံးဝသူ့ကိုပေးမနိုးတဲ့ဘလောက်ပဲညောင်းဘလောက်ကြိုက်ဒီခံတော့မှမိုးလင်းတဲ့အချိန်နေတယ်သူရောက်သူ့တခါမှမနှိုးဘူးတဲ့အဝေးရောက်မှအဲ့ဒါကိုတတိယပြီးပြန်လာတာတဲ့ဒါလည်းပဲတစ်မျိုးပဲနော်ဒါပေမဲ့အဲ့ဒီလက်မောင်းဘလောက်ကောင်းလဲဆိုတာသူသိလာတဲ့တနေ့မှသူပြန်လာဒီနေ့ဖျားခင်ဘလောက်ကောင်းလဲနော်ကျွန်တော်တို့အပေါ်မှာနော်ကျွန်တော်တို့သိလာတဲ့တနေ့ဖျားခင်စီကိုလာဖို့အဲ့ဒီလာတဲ့အခါမှာနှိမ့်ချတဲ့စိတ်နဲ့လာဖို့ဆိုမှဒီဒါဝိမင်းကြီးကဖော်ပြတာဖြစ်တယ်နော်အဲ့တော့ဒါဝိမင်းကြီးကသူဖော်ပြတဲ့အရာကိုကျွန်တော်တို့ဆင်ခြင်တဲ့အခါမှာနှိမ့်ချဖို့လည်းလိုတယ်နော်ဖျားခင်ကောင်းမြတ်တဲ့အကြောင်းကိုကျွန်တော်တို့အပြည့်ရှိပြီးအနှိမ့်ချတဲ့သူတွေအတွက်ဖျားခင်ကဒါကနော်ကျွန်တော်တို့အတွက်အင်တာမပြင်ဆင်ထားတဲ့အရာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိရတာဖြစ်တယ်နော်အဲ့တော့ဒီနေရာမှာနော်ကျွန်တော်သမ္မတကြီးတယောက်အကြောင်းပြောပြချင်တယ်အမေရိကပြည်မှာနော်တခါတော့သောမတ်ဂျက်ဖာဆင်ဆိုတဲ့လူတယောက်ရှိတယ်တိတ်မာနကြီးတယ်သူကမာနကြီးမှကြီးနော်ဘာဖြစ်လဲဆိုတော့ तू ကရုပ်ကောင်းတယ်ပညာတတ်တယ်ဆိုတော့ तू ကမာနကြီးတနေ့ကျတော့သူများအိမ်သွားလေတယ်ဖိုးကြီးတယောက်အိမ်သွားလေအဲ့ဖိုးကြီးအိမ်ရောက်တဲ့က तू ကအမြဲတမ်းကိုနဲ့သွားတော့အဲ့ခေါင်းဝင်တိုက်အောင်တိုက်လဲတိုက်အောင် तू ပက်လက်လန်လေးဝါဘာဖြစ်လဲဆိုအပေါက်ကသေးပြီးတော့မှ तू ကကောင်းကြီးနေတာတခါနဲ့အဲ့ဒီဖိုးကြီးက तू အရန်ရှိတယ်နော်ဟာဆိုမှရှိတာတဲ့သူ့ကိုလှောင်လဲလှောင်ရှိလဲရှိတယ် तू ကဒေါသထွက်နေဒီမှာအာလူထွက်နေအဲ့ခါကျတော့ तू ကပြောအဖိုးကြီးဘာဖြစ်လို့ရှိတာလဲခင်ဗျားအိမ်ကိုလာတာလေခင်ဗျားခေါင်းတိုက်မိတာလေကျွန်တော်ပက်လက်လန်လဲသွားတယ်လေအဲ့ဒါခင်ဗျားဘာလို့ရှိတာလဲဆိုအမလေးအဲ့ဒါမင်းအတွက်သင်ခန်းစာပဲကွာလေမင်းဒီနေ့ငါအိမ်ကိုလာတော့တယောက်မင်းသင်ခန်းစာအကြီးကြီးရသွားပြီတဲ့ဘလောက်ကောင်းလဲဝယ်လို့မရဘူးတဲ့ဒါဒီလိုတိုက်မှရတာလေဩဒါအဖိုးကြီးကလေပင်ညစ်ချင်နေပြီအဖိုးကြီးကဘာပြောဆိုမင်းငါ့ကိုရမရှာနဲ့မင်းတက်တက်လုံးမှတ်ထားလောကမှာနေတဲ့အခါနှိမ့်ချတဲ့စိတ်နဲ့မနေနိုင်ကောင်းဖူးမှာပဲဒီခါရဲသူပြန်သွားအဲ့ဒီအဖိုးကြီးစကားကိုသူကခါရဲသူကမှတ်ထားတာနောက်ပိုင်းကျတော့သူကအရင်တော့လူမဟုတ်ဘဲနဲ့နှိမ့်ချတဲ့စိတ်နဲ့နေတဲ့အခါမှာဖျားခင်သူ့ကိုချီးမြှောက်တယ်ဘယ်ထိရောက်သွားလဲဆိုသမ္မတတော်ဖြစ်သွားတာတဲ့အဲ့တော့ဒီနေ့ကျွန်တော်တို့နှိမ့်ချတဲ့စိတ်ကိုဖျားခင်ကပြင်ဆင်ပေးတာအပြည့်ရှိတယ်ပြန်အောင်မိတယ်ဆိုရင်ပြန်သွားဖျားသခင်စီကိုပြန်လာဖို့သူ့ရဲ့သဘောတဘာဝဖော်ပြတာဖြစ်တယ်တဲ့ကဲနောက်တစ်ခုကတော့နော်ဘာကိုဖော်ပြခြင်းလဲဆိုအခန်းငယ်7ကနေ15နော်အဲ့ဒီမှာတော့ဖျားသခင်ကိုကြောက်ရွံ့တဲ့သူအတွက်ဆုလရှိတယ်တဲ့နော် I reward those who fear God ဖျားသခင်ကိုကြောက်ရွံ့တဲ့လူတွေအတွက်နော်ဖျားသခင်ကဆုလကိုပြင်ဆင်ထားတယ်တဲ့အိုထာဝရဘုရားအကျွန်ုပ်အပြစ်များလာသောကြောင့်နာမတော်ကိုထောက်၍ချမ်းသာပေးတော်မူပါတဲ့အကျဉ်သူသည်ထာဝရဘုရားကိုကြောက်ရွံ့တတ်၏ထို့သူအားနှစ်သက်ဖွယ်သောလမ်းကိုပြညွှန်တော်မူမည်တဲ့ထို့သူသည်ကိုယ်တိုင်ကောင်းမွန်စွာကျင့်ဝတ်၍သူ၏အမျိုးအနွယ်တို့သည်ပြည်တော်ကိုအမွေခံရလိမ့်မည်ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့သည်ကိုယ်တော်မြတ်နှင့်မိတ္တာယာဖွဲ့ရသောအခွင့်နှင့်ပဋိညာဉ်တရားတော်ကိုသိရသောအခွင့်ရှိကြ၏အကျွန်ုပ်သည်ထာဝရဘုရားကိုအစဉ်မြွန်လင်းလျက်နေပါ၏အကြောင်းမူကားအကျွန်ုပ်၏ခြေကိုကြော့ကွင်းထဲကနှုတ်တူယူတော်မူမည်တဲ့ဒါဝိဒ်ရဲ့အခြေအနေကကြော့ကွင်းထဲရောက်နေတာခုနကကျွန်တော်ကြော့ကွင်းထဲမှာရောက်နေသလိုသူလည်းရောက်နေတာဖြစ်တယ်ရန်သူအင်အားသိမ့်များတယ်နော်သူ့ကိုတော်လန်ပုံကန်တဲ့သူသူ့ကိုဒီရာဇပလင်ကနဲ့ဆွဲချမှုလုပ်နေတဲ့သူတွေကများတာအဲ့တော့သူ့ကိုကြော့ခွင်းထဲမှာခြိတုပ်ထားပြီအဲ့ဒါကိုဖျားခင်နှုတ်ပေးပါဆိုမှသူကတောင်းပန်တာဘယ်သူမှအပြစ်မဟုတ်ဘူးသူအပြစ်ပဲနော်သူအပြစ်ပဲသူတစ်ချိန်လုံးက
အပြစ်လုပ်ခဲ့တဲ့အတွက်ကြောင့်ဒီနေ့ပြန်ပြီးခံစားရတယ်လို့ပဲသူကခံယူတာဖြစ်တယ်နာမတော်ကိုထောက်၍ချမ်းသာပေးပါဒီနေရာမှာနာမတော်ဆိုတဲ့စကားကျွန်တော်တို့တွေ့ရဖျားခင်နာမတော်ကိုထောက်၍ချမ်းသာပေးပါဒီဓမ္မတော်ကိုအသုံးပြုတဲ့အတွက်ကြောင့်မလို့သူကလွတ်မြောက်ရတဲ့အခွင့်ဖျားပေးတယ်နာမတော်အင်မတန်မှအရေးကြီးတယ်ဖျားခင်နာမတော်ကျွန်တော်တို့အသက်တာမှာနာမည်တွေအမျိုးမျိုးရှိတယ်အဲ့ဒီနာမည်အမျိုးမျိုးကြားထဲမှာဖျားခင်နာမတော်ဟာအကြီးမြတ်ဆုံးဖြစ်တယ်အဲ့ဒီနာမတော်ကိုထောက်ပြီးတော့မှအောင်ခြင်းကိုရတာဖြစ်တယ်အဲ့ဒီနာမတော်ကိုထောက်ပြီးတော့မှချမ်းသာခြင်းကိုရတာဖြစ်တယ်အဲ့ဒီနာမတော်ကိုထောက်ပြီးတော့မှလွတ်မြောက်ခြင်းကိုရတာဖြစ်တယ်အဲ့ဒီနာမတော်အဖြစ်ကျွန်တော်တို့အနာငြိမ်းခြင်းကိုရတာဖြစ်တယ်ဒါကြောင့်မလို့ဒီနာမတော်အင်မတန်မှအရေးကြီးတယ်လူတွေရဲ့နာမနဲ့မတူဘူးเนาะကျွန်တော်ပြီးခဲ့တဲ့ဘက်ကဟိုးကျွန်းချောင်းရွာကိုသွားတဲ့အခါမှာအဲ့ဒီရွာမှာရှိတဲ့လူတွေနာမည်တွေတော်တော်ထူးဆန်းတယ်ကလေးတယောက်ကျွန်တော်မေးကြည့်တယ်နင့်နာမည်ဘာတူလဲဆိုအော်ဒီဒူးတဲ့ငါတခါမှမကြားဘူးเนาะအဲ့တော့အော်ဒီဒူးကမိန်းမလားယောက်ျားလားဆိုမိန်းမနော်အော်ဒီဒူးတဲ့အော်တော်သေးတယ်เนาะတယ်လီနိုတွေပါဒီမမဲ့လို့တကယ်အော်ဆရာကောင်းတဲ့နာမည်ပဲဒါနဲ့ကျွန်တော်တို့ပြန်လာတော့သင်ဦးဆရာအိမ်ရောက်တော့သင်ဦးဆရာကိုလည်းနှုတ်ဆက်သင်ဦးဆရာကလည်းမိတ်ဆက်တယ်ကျွန်တော်နာမည်ကတော့တဲ့ Jimmy Rogers ဖြစ်ပါလေတဲ့။အော်ကြည့်လိုက်တော့တိုးသားနော်။ you are သင်ဦးဆရာနာမည်ကတော့တော်တော်ထူးဆန်းတယ် Jimmy Rogers တဲ့။သူက S တောင်ထည့်လိုက်သေးတယ် Rogers တဲ့။ဆိုတော့သူကျွန်တော်က Roger လို့ပြောတာသူကမကျင်အောင် S Rogers ။အော်ဟုတ်ပြီ။ဒါနဲ့ခင်ဗျားညီကိုဘယ်နှစ်ယောက်ရှိတယ်လဲဆိုတော့သူညီကို2ယောက်ရှိတယ်တဲ့။တယောက်ကဘယ်မှာလဲဆိုတော့တယောက်ကတော့ရွာမှာတဲ့ကျွန်တော်နည်းနည်းသွားမိရသူ့နာမည်ဘယ်သူလဲဆိုတော့သူ့နာမည် Jim Reese တဲ့အော်ဒုက္ခနော်သူက Jimmy Roger နဲ့ Jim Reese ဆိုတော့သူကဂျင်ညီကိုတဲ့သူတို့မလို့ပြောတတ်တယ်နော်ကျွန်တော်တော်တော်စိတ်ထဲမှာလေသွားဖျားရှိခိုးကြောင်းသွားတော့အဲ့ဒီမှာဆရာတွေပါတင်ဦးဆရာပဲသူလဲထောက်တင်ဦးဆရာပေါ့နော်သူ့ကိုမေးကြည့်တယ်ခင်ဗျားနာမည်ဘယ်သူလဲသူကကျွန်တော်လည်းကြည့်ကျွန်တော်နာမည်ကတော့တဲ့ Starling ဖြစ်ပါတယ်ငါမချဘူးနော် Starling ဆိုတာနော်အခုတကယ်အော်ဆရာနာမည်အမျိုးမျိုးပဲသို့တော့အဲ့ဒီနာမည်တွေအားလုံးဟာနော်လောကမှာကျွန်တော်ရဲ့နာမည်ပဲဖြစ်တယ်ဘုရားသခင်ရဲ့နာမကဲ့သို့မဟုတ်ဘူးနော်ဘုရားသခင်နာမတော်ကဘလောက်အရေးကြီးလဲဆိုတဲ့အကြောင်းကိုသူကသိထားတဲ့အရာဖြစ်တယ်တဲ့နော်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဘုရားသခင်ရဲ့နာမတော်အားဖြင့်ချမ်းသာရဖို့သူဆုတောင်းတယ်ဆာလံ23မှာဖော်ပြတဲ့အရာလှန်တန်းတော်နဲ့တောင်ဝေးတော်အားဖြင့်ဘာပြောလဲချမ်းသာတဲ့အကြောင်းကိုဘုရားခင်ပေးတယ်နော်ဆိုတော့ဒီနေ့မှလည်းပဲချမ်းသာရစေဖို့နာမတော်နော်ကျွန်တော်တို့အဲ့တော့ဒုတိယတစ်ခုကတော့သူဘာပြောလဲထာဝရဘုရားကိုကြောက်ရွံ့တဲ့အခါမှာနံပါတ်1ကိုတော်မြတ်နဲ့မိတ္တဟာယဖွဲ့ရသောအခွင့်ကိုရမယ်နံပါတ်2ကတော့ပဋိညာဉ်တရားကိုသိရသောအခွင့်အဲ့တော့ထာဝရဘုရားကိုကြောက်ရွံ့ပြီဆိုအဲ့ဒီလူတွေကဘာပြောဆိုအခုခေတ်စကားနဲ့ပြောရင်အဆင့်တစ်ဆင့်ကိုရောက်ပြီး next level ရောက်သွားတာမန်ခရိယမဟုတ်တော့ဘူး तू ကတကယ်ကိုကျွန်တော်တို့ထက်နည်းနည်းအဆင့်မြင့်တဲ့သူတယောက်ဖြစ်သွားပြီ तू ကကိုတော်မြတ်နဲ့မိတ္တာယဖွဲ့ရသောအခွင့်နဲ့ပဋိမင်တရားကိုသိရသောအခွင့်ကို तू ရသွားပြီကျွန်တော်ခဏအခီးသွားနေဆုံရတဲ့မိသားစုတစ်ခုရှိတယ်အဲ့ဒီလင်မယားနှစ်ယောက်သူသမီးလေးရှိတယ်တချင်းဆိုတိတ်ကောင်းတယ်ဆရီနာလို့ခေါ်တယ်အဲ့တော့သူသမီးကတော့တချင်းဆိုကောင်းပါလေသူအမေဖေနှစ်ယောက်ကတော့ကျွန်တော်နဲ့တွေ့ရအဆင်မပြေဘူးဘာဖြစ်လို့ဆိုတော့သူတို့နှစ်ယောက်အမြဲတမ်းသူ့ကိုတွေ့တက်လို့ကြီးပဲစားအဲ့တော့အိမ်တအိမ်မှာသူများခေါ်ထမင်းကျွေးပြီဆိုကျွန်တော်တို့ကကြက်သားတွေဝက်သားတွေနင်းကန်စားအချိန်မှာသူကတက်လို့ပဲအဲ့တော့သူတို့တွေ့သူများရဲ့သီးရွက်ပဲလုပ်တယ်ကြာနေတော့သူတို့နဲ့စားရတာမပြောတော့စိတ်ထဲမှာသူတို့ကတော့တန့်ရှင်းသူတွေငါတော့မတန့်ရှင်းတဲ့သူဖြစ်တယ်လို့ခံစားနော်သူတို့က level တစ်ခုကိုရောက်တာသူတို့ကဟိုဒီဟင်းသီးဟင်းပဲစားပြီးရင်သူတို့ကရေပဲတောက်တယ်ကော်ဖီမတောက်ကျွန်တော်ကတွေ့တဲ့ကော်ဖီမဲ့လဲလာခဲ့ဟိုကလဲလာခဲ့အကုန်တောက်တော့သူများတွေကကျွန်တော်ကိုကြည့်တဲ့အခါမှာတမျိုးကြီးပေါ့ဒီလူကြီးကတော့အစားပုတ်ကြီးပေါ့ကလေးလေးတယောက်ကျွန်တော်ကိုလာပြောတယ်အဖိုးသူတို့နဲ့ဆင်အဖိုးကဘလူးပဲနော်တဲ့အဲ့ဒီကလေးကိုထုချင်တာမပြောနဲ့လားနော်သူ့ကိုကုတ်လို့လည်းမရဖက်လို့ကျွန်တော်ကဘလူးဖြစ်တာ level ချင်းကတမျိုးဖြစ်တယ်လို့ခံစားရတယ်နော်ဒါပေမဲ့လည်းပဲဒါကတော့လောကအလေးလာပါပဲဒီနေ့ကျွန်တော်တို့ဥပမာပြောတာပဲဖြစ်ပါတယ်ဒီနေ့ကျမ်းစာကတော့ကျွန်တော်တို့ဘာပြောလဲဆာလံဆရာကိုတော်မြတ်နဲ့မိတ္တရာဖွဲ့ရသောခွင့်ပဋိညာဉ်တရားကိုသိရသောခွင့်ကို
ဘုရားသခင်ပေးမယ်ကဲနောက်ဆုံးဘာလဲဆိုရင်အခန်းငယ်16ကနေ20နှစ်နော်အဲ့ဒါမှာတော့ call to God တဲ့ဘုရားကိုခေါ်တာခေါ်နော်ကျွန်ုပ်ဒီတဲ့တယောက်ထိကြံကျွင်း၍နှိတ်ချခြင်းကိုခံရသောကြောင့်အကျွန်ုပ်ကိုမျက်နှာပြု၍ကဲ့မှသနာတော်မူပါအကျွန်ုပ်စိတ်နှလုံးဆင်းရဲသည်ကိုချမ်းသာပေး၍အမှုများထဲကကယ်နှုတ်တော်မူပါအကျွန်ုပ်နှိတ်ချခြင်းနဲ့ပူပန်ခြင်းကိုကြည့်၍အကျွန်ုပ်အပြစ်ရှိသမျှတို့ကိုလွတ်တော်မူပါအကျွန်ုပ်ဤရန်သူတို့သည်များပြားကြောင်းနှင့်အကျွန်ုပ်ကိုပြင်းစွာမုန်းထားကြောင်းကိုဆင်ခြင်တော်မူပါအကျွန်ုပ်အသက်ကိုစောင့်ရှောက်၍အကျွန်ုပ်ကိုကယ်တင်တော်မူပါအကျွန်ုပ်သည်ကိုရောကိုခိုးလုံသည်ဖြစ်၍ရှက်ကြောက်ခြင်းတို့မြောက်ပါစေနှင့်ကိုရောကိုမျောလင်းလက်နေသည်ဖြစ်၍အပြစ်ကင်းခြင်းသဘောဖြောင့်ခြင်းသည်အကျွန်ုပ်ကိုစောင့်ရှောက်ပါစေသောအိုထာဝရဘုရားသခင်ဣသရေလအမျိုးကိုခတ်သိမ်းသောဒုက္ခထဲကရွေးနှုတ်တော်မူပါအဲ့တော့ဒါဝိမင်းကြီးရဲ့ဆုတောင်းချက်ပဲနောက်ဆုံးမှာတော့ဘုရားကိုခေါ်မယ်ဘယ်လိုခေါ်မလဲကျွန်တော်တို့သင်ပေးတဲ့ရအဲ့တော့ဒီအခန်းငယ်16ကနေ20မှာဘုရားခင်ကိုခေါ်ဖို့လိုအပ်တဲ့အခါမှာဒါဝိညင်းကြီးရသေသေးချာချာခေါ်တဲ့အရာကိုကျွန်တော်တို့တွေ့ရသူရဲ့ဆုတောင်းချက်အခုအချိန်မှာသူကြုံတွေ့ရတဲ့အရာအားလုံးကိုသူကချထားသူရဲ့အကြတဲ့အားလုံးကိုအလက်အဟာမရှိအောင်သူကဘုရားကိုဖော်ပြပြီးတောင်းတာကျွန်တော်တို့ဆုတောင်းတဲ့အခါမှာဒီလိုမျိုးတောင်းနိုင်ဖို့အတွက်သူကတွန့်တင်ပေးတဲ့အရာအလက်ဟာကိုမရှိဘူးเนาะအဲ့ဒီကျမ်းစာမှာသူ့ရဲ့ဘုရားသခင်စီပြောတဲ့စကားပါဆိုနံပါတ်1တယောက်သေးပဲကြံနေတယ်တယောက်သေးပဲเนาะလုံလီဖြစ်နေတယ်เนาะအထီးကျန်ဖြစ်နေဘယ်သူမှသူ့နဲ့မရှိတော့ဘူးသူတယောက်သေးပဲကြံနေတယ်တဲ့ဘုရားသခင်ကိုသိဖို့เนาะနံပါတ်2ကတော့နှိတ်ချခြင်းကိုခံနေရတယ်သူများနှိတ်ချနေတယ်သူเนาะသူများနှိတ်ချတာကိုခံနေရတာကိုဘုရားသခင်သိဖို့เนาะနံပါတ်3ကတော့စိတ်ဆင်းရဲနေရတယ်စိတ်ဆင်းရဲနေအဲ့ဒါကိုဘုရားသခင်သိဖို့သူပြောတယ်နံပါတ်4ကတော့အပြစ်ရှိတယ်တဲ့ကျွန်တော်အပြစ်ရှိပါတယ်အဲ့ဒါကိုလည်းဘုရားသခင်သိဖို့နံပါတ်5မှာတော့ရန်သူတွေများတယ်တဲ့မုန်းတဲ့လူလည်းများတယ်အဲ့ဒါကိုလည်းဘုရားသခင်သိဖို့သူပြောတယ်နောက်တစ်ခါနံပါတ်6မှာအသက်အန္တရာယ်များနေတယ်နော်သူ့ကိုကာကွယ်ပေးဖို့လိုတယ်သူကသိရတော့မဲ့ပုံဖြစ်တယ်အဲ့ဒါကိုဘုရားသခင်သိဖို့နောက်တစ်ခါနံပါတ်9ကရှက်ကြောက်ခြင်းအရှက်ကွဲခြင်းကိုမရောက်ပါစေနဲ့ဆိုမှဘုရားသခင်သိဖို့နံပါတ်10ကတော့ဣသရေလအမျိုးတွေလည်းပဲဒုက္ခရောက်နေတယ်အဲ့ဒီဒုက္ခထဲကနေပြီးတော့မှရွေးနှုတ်ပါဆိုမှပြောတာအဲ့တော့သူခံရတဲ့အကြတဲ့အားလုံးကိုသူကချပြီးရေးတာအဲ့တော့သူရဲ့ဆုတောင်းချက်ကဘုရားသခင်အတွက်အလစ်ဟာမရှိဘူးကျွန်တော်တို့သင်ယူရမယ့်အရာဖြစ်တယ်ခါလေအိမ်တိမ်မှာဘုရားသွားရှိခိုးကဲဆုတောင်းရန်ချက်ဖော်ပြပါဆိုမိမလည်းပြောတယ်ယောက်ျားနေပြောယောက်ျားလည်းပြောတယ်မိမနေပြောတယ်အဲ့လိုမျိုးပြောတယ်ဘာဖြစ်ဆိုကျွန်တော်တို့ဘုရားသခင်ကိုပြောစရာစကားမရှိဘူးလားအဲ့ဒီအချိန်မှာအသေးစိတ်ဖော်ပြရတော့မှာဒီနေ့ငါတို့အိမ်မှာဘုရားခေါ်ပြီးရှိခိုးတယ်ငါတို့ဘာဖြစ်တယ်လဲဆိုအသေးစိတ်ဖော်ပြနိုင်ဖို့သူကတွန့်တင်တဲ့အရာနော်ကျွန်တော်တို့ဘုရားသခင်ကိုပြောစရာစကားရှိနေရမှာပေါ့နော်အဲ့တော့အခုကျွန်တော်တို့အကြက်တဲကြုံရတယ်နော်ခါလီကြရင်ကျွန်တော်တို့ကနော်ပေါ်ဆဆပဲကျွန်တော်တို့ဆူတောင်းကျွန်တော်ပြောပြဘူးတဲ့လူတယောက်ရှိတယ်ဟိုးပင်လေထဲမှာကျွန်တော်တွေ့တယ်ကိုတီဟာလို့ခေါ်သူကတခါလေသူကအိမ်ထောင်မကြအဲ့တော့အိမ်ထောင်ကြရှင်တယ်သူကအသက်ကလည်းကြီးလာဆူတောင်းလည်းမရနောက်ဆုံးကြတော့သင်ဦးဆရာစီလာပါပြဆရာတဲ့ကျွန်တော်အိမ်ထောင်ပြုတ်ရှင်တယ်မိမလို့ရှင်တယ်ကျွန်တော်တည်သွားရင်ကျွန်တော်ပစ္စည်းတွေရှာထားတာအများကြီးဘယ်သူမှဆက်ခံမဲ့လူမရှိဘူးညီကောင်မောင်နှမမရှိဘူးမိဘလည်းမရှိဘူးအဲ့တော့ကျွန်တော်မိမတယောက်ဖျားခင်စီကတောင်းပေးပါဟိုကဘာပြောလဲဆိုဟုတ်ပြီမင်းလူချင်းနဲ့မိမပုံပြောစမ်းဘယ်လိုလူချင်းလဲရုပ်ချောလားဒါမို့လည်းပဲနော်အသက်ငယ်ငယ်လားပညာတတ်လားစီးပွားရှာသူကဘာပြောဆိုမလိုဘူးတဲ့မိမဖြစ်ရင်ပြီးရောမိမတယောက်ရရင်ပြီးရောသူကတော်တော်လေးကိုမိမရရင်ပြီးရောဆိုမှတောင်းတာအဲ့တော့ကြည့်ရတာသူဖျားခင်ကိုပြောရမှလဲသူကပြင်းနေတယ်တူတယ်မပြောတော့မပြောတဲ့ခါကျတော့တကယ်ပဲဆရာလဲဆူတောင်းတယ်ဖျားခင်ကိုတီဟာမိမလိုချင်တယ်မိမတယောက်ပေးပါသူပြောတယ်မိမဖြစ်ရင်ပြီးရောဆူတောင်းတယ်နောက်3လနေတော့တကယ်ပဲအိမ်အောင်ကြတယ်သူတို့ Facebook ကနေတွေ့တော့ချောလာအမျိုးသမီးတယောက်တွေ့သူအယံဝမ်းတာတယ်နော်အဲ့နဲ့သူလက်ထပ်ဖို့ကမ်းလန်းတဲ့ကဟိုကလည်းနေအကုန်မခံနဲ့သူပဲအကုန်ခံတယ်ဆိုအမျိုးသမီးကပိုးသဘောကောင်းသူဝမ်းတာဘုရားခင်အယံကောင်းမြတ်တယ်တဲ့ကျွန်တော်ကိုရှစ်ပေးတဲ့အမျိုးသမီးကချောတယ်ပတ်စံလည်းရှိကျွန်တော်ကလည်းသူမင်္ဂလာဆောင်တဲ့အခါမှာပတ်စံမပေးနဲ့လို့ပြောတယ်အမ်တန်ကောင်းတယ်အလကားလည်းရတယ်ပေါ့နော်
ဖျားခင်သိတ်ကောင်းမြတ်တယ်လဲထိုင်ရောမျက်ရည်တော့ရတာပဲဘာဖြစ်လို့လဲမေးတဲ့ခါကျအဲ့ဒီအမျိုးသမီးအားတဲ့ကလေးတယောက်ပါတယ်တဲ့။အော်ဒါမဲ့သူကစင်ကယ်လို့ပြောတာကိုဆိုတော့စင်ကယ်တော့ဟုတ်တယ်ယောက်ျားဆုံးသွားတာကြာပြီတဲ့။အဲ့ခါကျတော့ဒါမဲ့သမီးက18နှစ်တောင်ဖြစ်နေပြီတဲ့။သူကအဲ့ဒီသမီးကသူ့စီမနေခဲ့ပြီးမှသူကတော့ဆက်အလုပ်လုပ်တာပေါ့။ तू ဝမ်းနေလို့တော့မဆုံးသေးဘူး။မကြခင်မဲ့သူ့သမီးလေးကလည်းလင်းနောက်လိုက်ပြေးသွား။နောက်တစ်နှစ်သွားကြည့်တဲ့အခါမှာအဲ့သမီးကကလေးလေးရလာ။ तू ကနေထိုင်တဲ့3နှစ်အတွင်းမှာအဖိုးဖြစ်သွား။နော်။ तू ကသိမပြော်တော့ဘူးပေါ့နော်။ဘာဖြစ်လဲဆိုတော့ तू အဲ့ဒီသူ့ရဲ့မိမရဲ့သမီးကလည်းသူ့အနိုင်ကျင့်တယ်။သမက်ကလည်းသူ့အနိုင်ကျင့်တယ်။မြေးလေးကလည်းထိန်းရသေးတယ်။အဲ့ဒါနဲ့ तू ပြောတယ်ဖျားသခင်ကောင်းလို့နေဘာဖြစ်လို့လဲကျွန်တော် ready made တပုံကြီးပို့လိုက်တယ်တပုံကြီးပဲပို့လိုက်တယ်ကျွန်တော်ကမိမတယောက်ပဲတောင်းပါတယ်ဆိုဖျားသခင်ကသားတွေရောမြီးတွေရောသမီးတွေရောမြီးတွေရောသမက်တွေရောအကုန်လုံးပေးအခုတော့သူ့မှာရှိတဲ့ပစ္စည်းတွေတစားကုန်ခံပြီးတော့သူဈေးလိုက်ရောင်းနေရတဲ့ဘဝရောက်အဲ့ဒါကြောင့်ကျွန်တော်ကပြောတယ်နင်တောင်းတော့မိမဖြစ်ပြီးရောဆိုတော့လေဖျားသခင်ကပေးလိုက်တာဗောကျွန်တော်တို့တိကျတောင်းဖို့တော့လိုတယ်ဒါဝိမင်းကြီးဘယ်လောက်ကောင်းလဲနော်တိကျဒီနေ့ကျွန်တော်တို့ဗိမာန်တော်ဆောက်တယ်ဗိမာန်တော်တိုးချက်မယ်ဘယ်လိုမျိုးတိုးချက်မလဲအတိကျတောင်းတာသိကောင်းတယ်ဖျားခင်ကအင်တာမတိကျတယ်ဖျားခင်ဖြစ်တယ်နော်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ဒီအရာမှာကျွန်တော်တို့တိဆောက်ဖို့ဒီကျမ်းစာကဒီ9ချောင်းအကြောင်းအရာ9ချောင်းနဲ့ကျွန်တော်တို့ကိုဖော်ပြပေးတာနံပါတ်1ကတော့နော်ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲဖျားခင်ကိုယုံကြည်ခြင်းဖျားခင်ကိုယုံကြည်ခြင်းနော်ဘယ်အမှုကိုပဲကြုံရပြီးအခက်အခဲကြုံလဲဖျားခင်ကိုယုံကြည်ခြင်းတော့ဒါဝိမင်းကြီးကလက်မလွတ်ဘူးဒါကြောင့်သူကအဆုံးတိုင်အောင်မလဲဘူးနော်လဲပေမဲ့ပြန်ထနိုင်ရတဲ့ခွင့်ဖျားပေးတယ်နံပါတ်2ဖျားခင်ကိုခေါ်ဖို့ဖြစ်တယ်နော်အဲ့တော့ဒါမှဖျားခင်ရဲ့လမ်းကိုကျွန်တော်တို့သိရမှာဖြစ်နံပါတ်3နော်ဖျားခင်ရဲ့သဘောတဘာဝကိုကျွန်တော်တို့တာ၍နားလည်ဖို့ဖြစ်တယ်နံပါတ်4ကတော့ဖျားခင်ကိုကြောက်ရွံ့တဲ့သူတွေအတွက်ဖျားခင်ကပြင်ဆင်ထားတဲ့ဆုလဆိုတာရှိတယ်တဲ့နော်နံပါတ်5ကတော့ဖျားခင်ကိုခေါ်တဲ့အခါမှာတကယ်ပဲကျွန်တော်တို့နော်ပြောစရာစကားအပြည့်အဝနဲ့ပြောပြီးတော့မှသေသေးချာချာနော်ကျွန်တော်တို့ဆုတောင်းဖို့လိုတယ်။အိုးထောက်ဖျားခင်ဣသရေလအမျိုးကိုခတ်သိမ်းသောဒုက္ခထဲကကျွေးနှုတ်တော်မူပါဆိုမှအဆုံးသတ်တာ။အဲ့တော့ဒီခတ်သိမ်းသောဒုက္ခဆိုတာတစ်မျိုးတည်းမဟုတ်ဒုက္ခအမျိုးမျိုးရှိတယ်နော်ကျွန်တော်တို့ရင်ဆိုင်ရတဲ့အရာတစ်မျိုးတည်းမဟုတ်အမျိုးမျိုးရှိတယ်နော်အမျိုးမျိုးရှိတဲ့အတွက်ကြောင့်တကယ်ပဲဘုရားသခင်ရှေ့မှာအပြည့်အဝကျွန်တော်တို့ဖော်ပြဖို့လိုပါတယ်ဒီနေ့ကျွန်တော်ဒီနှုတ်ကပတ်တော်ဖော်ပြတဲ့အခါမှာဒီဆန္ဒ25ကိုပဲသေသေးချာချာအာယုံစိုက်ပြီးတော့မှရေးထားတဲ့ဓမ္မသီချင်းတစ်ပုဒ်ရှိတယ်ဒီဓမ္မသီချင်းကအင်တမထူးဆန်းတဲ့ဓမ္မသီချင်းဖြစ်ရေးတဲ့သူနာမည်ကတော့ E.B. Barnes လို့ခေါ်တယ်1918ခုနှစ်မှာဒီသီချင်း release လုပ်တယ်နော်ဒီသီချင်းကဘယ်မှာ release လုပ်လဲဆိုတော့ဒီဒုတိယပထမကမ္ဘာစစ်အပြီးမှာပေါ်ထွက်လာတဲ့သီချင်းဒါပေမဲ့ဒီသီချင်းရေးတဲ့သူကအကြောင်းကိုသွားမရှာနဲ့ဘယ်သူမှမတွေ့ရနာမည်ကလေးနဲ့ထုတ်တဲ့နှစ်ပဲသိတယ်ဘာဖြစ်လို့ဒီသီချင်းရေးဆရာလျှို့ဝှက်လဲဆိုတာဘယ်သူမှလည်းမသိဘူးသူဘလို့နေထိုင်သွားလဲသူနာမည်ကဘသူလဲသူဘာအလုပ်လုပ်လဲဘယ်သူမှမသိမဲနဲ့အင်တာမလျှို့ဝှက်တဲ့သီချင်းလေးဖြစ်တယ်ဟိုးကိုကဲမှာသွားရှာမတွေ့ဘူးဟိုးဘာလဲဝီကီပီဒီယာမှာသွားရှာမတွေ့ဘူးသွားရှာရင်သူကတော့ပြမေးလိုက်ဦးမယ်ငါတို့လည်းမသိဘူးမင်းသိနေနေပြောခဲ့တယ်နော်အဲ့တော့အဆဲတော်ခံရမယ်ပုံဘာဖြစ်လဲဆိုအင်တန်လျှို့ဝှက်တယ်သို့တော်သူကဒီဆန်လာ25ကိုပဲသူကသေသေးချာချာရေးထားတယ်သီချင်းရဲ့ခေါင်းစဉ်ကတော့ confidence လေနော်ယုံကြည်အားကိုးခြင်းကျူးတဲ့နော် MBC သီချင်းစာမှာ249မှာရှိတယ်နော်လမ်းပြမှုပါခြေလမ်းမမားစိတ်ငါတဲ့သက်ရှင်လမ်းတွေကြောက်မဲ့ဖွဲ့ဘေးရန်များလမ်းပြမှုပါလမ်းကိုမမြင်နိုင်ပါကိုတော့အပါကျွန်ုပ်ကိုရှောက်စေပါအင်တန်ကျွန်တော်တို့သီးဆိုပြီးခွန်အားယူဖို့ဖြစ်တယ်နော်ဆန်လာ25တပတ်လုံးကိုသူကအပြည့်စုံပြန်ရေးထားတဲ့သီချင်းဖြစ်တဲ့ကြောင့်ဒီနေ့ဒီသီချင်းကိုနားထောင်ပြီးတော့မှကျွန်တော်တို့ခွန်အားယူတည်ဆောက်ဖို့ဖြစ်ပါတယ်